ထမဆုံးတစ်ကြောင်းကတော့တစေကားတွေကြည့်ရတာလုံးဝမကြိုက်ဘူးဆိုတော့ရှေ့မှာ mention သွားသလိုမျိုးပဲဒီနေ့ကျမတို့လေ့လာနေတဲ့ pattern အမျိုးအစားဟာတာမန်မကြိုက်မနှစ်သက်ကြောင်းကိုပြောတဲ့အခါမှာသုံးတာမဟုတ်ဘူးတော်တော်လေးပြင်းပြင်းထန်ထန်မကြိုက်ကြောင်းမနှစ်သက်ကြောင်းကိုပြောချင်တဲ့အခါမှာဒါသုံးတဲ့ pattern မျိုးအစားဖြစ်တယ်ဆိုတော့ဒီဝါကျကိုကြည့်ခြင်းအပြင်အဲ့ဒီတစုံတစ်ယောက်ဒီအဲ့တရေသားတွေကိုကြည့်ရတာလုံးဝကိုမနှစ်သက်ဘူးတော်တော်ကိုသဘောမတွေ့တဲ့အခြေအနေမျိုးမှာရှိတယ်လို့ယူဆလို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျမတို့အင်္ဂလိပ်လိုလေးရေးကြည့်ကြမယ်ပေါ့နော်ပထမဦးဆုံး subject လာရမယ် subject က I ကိုပဲသုံးပေးထားပါတယ်နောက်ကတော့ can stand plus noun ဒါမှမဟုတ် gerund form လိုက်ရမယ်ဒီဥပမာတွေကိုနှစ်မျိုးလုံးနဲ့ပြောပြပေးပါမယ်ပထမဦးဆုံးက gerund form နဲ့ရေးထားတဲ့ပုံစံကိုအရင်ဆုံးပြောပြမယ်ပေါ့နော်ဆိုတော့ can stand plus verb ing လိုက်ရကြည့်သည်ဆိုတဲ့စာလုံးကိုပြောင်းပေးရမှာဖြစ်တယ်ဆိုတော့ watch ပေါ့နော် watch ကို gerund form ပြောင်းရင် ing ပေါင်းလိုက်အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုရင် can't stand watching မကြည့်နိုင်ဘူးမကြည့်ရဲဘူးဘာတွေကိုလဲတရေကားတွေကို horror movie ဒါကပုံစံတစ်မျိုးဟုတ်ပြီ learners တွေက gerund form ကိုမသုံးဘူး noun ကိုပဲသုံးကျင်တယ်ဆိုလို့ရှိရင်လေ I can't stand horror movies watching မပါတော့ဘူးပေါ့နော် subject က I can't stand ကလုံးဝကိုမကြိုက်ဘူးဆိုတဲ့အဓိပ္ပာယ်ဘာတွေကိုလဲ horror movies တရေသစေကားတွေအဲ့ဒီလိုမျိုးဖြစ်သွားမှာဖြစ်ပါတယ်ဒါဆိုရင်ပထမတစ်ကြောင်းကိုနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်